ကု
ခုမွေးနေ့မှာဒါတွေကဆွမ်းတော်ဘုရားဆွမ်းတော်ကြီးတွေကတ်တော့ဆွမ်းတော်ကြီးကလို့ရစနေနေ့မနေ့ကျတော့သံဃာဒါနတွေလည်းမနေ့4 နာရီကို9 နာရီတော့ဖြစ်နော်9 နာရီ9 နာရီကို9 နာရီခိုင်းတော့သံဃာအပါဆုံးရလေသံဃာဒါနမနေ့ပိုင်းနေတော့နောက်နေ့နှစ်ပြည့်ထီရတော့တက်တာဦးမယ်နောက်နေ့တွေတိုင်းစနေရောတနင်္ဂနွေရောတနင်္ဂနွေကျတော့နောက်ပိုင်းတော့ပြိတ်မပြင်းတော့စနေနေ့မှာတော့အလှူအားလည်းနည်းနည်းကြီးတယ်သူရမ်းတာရှိလို့အဲ့ဒါလေးရတယ်ပွားတယ်တိတ်ချင်းလေးလုံးလာတယ်နှုတ်ရအဲ့ဒီမင်းကတန်ခါတနာတန်ခါဘုံသုံးကလည်းလောင်းမယ်စေးရမယ်တွေပေါက်တယ်ဒါလေးလည်းစေးရမယ်ပေါက်သူပစ္စည်းချို့တယ်ချို့ရတော့မှမဲတွေလောက်ထားပြီးလူကိုတန်းဖို့ပေါ့နော်အဲ့ဒါလေးလောက်ထားတယ်သူမပြင်ရသေးဘူးအမှန်ကတော့လက်ကျင်တော့ဟိုဘက်ခံရပုံပေါ့နော်စနေညစနေနေ့ညစနေနေ့ညကျရင်ကြရင်တော့အဲ့ဒါကြီးပြင်ထားမှာပေါ့စနေနေ့ဟမ်စနေနေ့တော့မှာလေသောတာနေ့ညပေါ့စနေနေ့ဘူးနေလို့နေ့ညနေဆိုရဲပြင်းစင်ပြီးပြောင်းလို့ပဲအခုပြန်ဆိုလို့မဟုတ်ဘူးအသံဃာဒါနာဆွမ်းလောင်းတာလေဒီပေါ်လေးရှင်ကြီးရရလုံးနိုင်ကြပါတော့မွေကိုရလာနိုင်လာတော့မွေနဲ့အပါကြီးကိုဆရာကြီးရလို့ဒါကြီးလာပါရောလေလို့စနေနေ့ရောတနေ့နေ့ရောလာကြည့်ခြင်းနဲ့လို့လေနော်အဲ့လိုပြောပြီးဒါမှဟုတ်ဖြစ်ထွန်းနေလေဟုတ်တော့ထွန်းနေပြောတာလေထွန်းနေပြောသူကတကယ်စီးပွားရေးနဲ့ပြောရမယ်သူအပြင်သိမရှိဘူးသူစလုံးတည်းကသူကတခိုင်းမှမလုပ်ဘူးသိမရှိဘူးခုတော့လေသူကအသက်ကတော့90ကြော်ပြီးပေါ့တော့ဟမ်အေးတော့နေပြီဟိုတော်ဒီမြင့်တော့96ဆိုတော့သူ့ရဲ့သူကကြည်လာတယ်ဟုတ်ပြီမှာကြည့်ဟမ်ကြည့်လူကကြည်ရလူကကြည်ရဘုံလေးကကြည့်ရဟမ် ဘုံလေးကကြည့်ဦးကျုံနေရကြအကျိုးဆိုရင်98သူဆိုရင်96ခွန်လောက်ဖြစ်တယ်အမနေပေါ့ဒါကျမ်းမာလို့သိရှိလို့သာရှိပြီတော့ဒီမြင့်တော့94နော်94မှာဆုံးသွားတယ်အဲ